အခုကိုကြီးတို့လုပ်ငန်းဝင်နေရောက်လို့ကိုယ်အင်တာဗျူးတယ်အင်တာဗျူးတာပဲဖြစ်ဖြစ်ကိုကြီးတို့အခုခွေးသွားကိုအခုကိုကြီးတို့အရှိအနေမြင့်လဲကိုကြီးတို့ရှော့ထားတယ်ဟုတ်နော်ခွေးသွားအနေမြင့်လဲရှော့ထားတယ်ခွေးသွားအရှိနောက်လဲရှော့ထားတယ်ပြီးရင်စမ်းတွေ့လဲဒီမှာကြည့်စမ်းတွေ့လဲရှော့ထားတယ်ဒီမှာအလဲတဲ့အချိန်မှာကိုကြီးတို့ဒီမှာစမ်းတွေ့လဲဒီမှာရှော့ထားတယ်အကုန်လုံး၃ခုလုံးရှော့ထားတယ်ဆိုလို့ချင်းကိုကြီးတို့အရင်ဆုံးဘာလုပ်အောင်လဲဆိုတော့ဒီစမ်းတွေ့မှုတွေကိုအရင်ကြက်ဒါမှကိုကြီးတို့ခွေးသွားမြင့်ကိုချိန်လို့ရမှာမြင့်လို့ချိန်စမ်းတွေ့မှုတွေကိုရှော့ထားရဆိုလို့ချင်းခွေးသွားအနေမြင့်ကိုကြီးတို့ဘယ်ချိန်မှချိန်လို့ချိန်မှမသိတော့အဲ့ဒါမြင့်ခွေးသွားမြင့်ချိန်တဲ့အချိန်ဖြစ်ပေမဲ့ဒီစမ်းတွေ့ကြီးကအောင့်နေတယ်ဆိုလို့ချင်းသူစမ်းတွေ့ကအနိုင်ဆုံးဖြစ်နေဖြစ်နေလိမ့်မယ်အဲ့တော့ကိုကြီးတို့ခွေးသွားမြင့်ဒီ၃ခုလုံးခွေးသွားအရှိနေမြင့်ရောအရှိနောက်ရောစမ်းတွေ့ကော၃ခုလုံးရှော့ထားဆိုလို့ချင်းစမ်းတွေ့ကမှားနေပြီစီဟုတ်ပြီလားစမ်းတွေ့ကိုအရင်ကြက်လိုက်ဘူလီတစ်လုံးအရင်ကြက်ထားလိုက်တော့ပို့ခိုးပါတော့ဒီလိုမျိုးလည်းတော့ဒီရဟုတ်ပြီလားဟိုကိုတို့စမ်းတဲ့မီလီကိုကြက်လိုက်တော့ကြက်ပြီးလို့ရလို့ရှိရင်ကိုတို့ဒီမှာခွေးသွားဒီကောင်ကိုလည်းကိုတို့ထိန်းကြက်လိုက်အဲ့တော့၃ခုလုံးထိန်းကြက်လိုက်ဟုတ်ပြီနော်၃ခုလုံးထိန်းကြက်လိုက်အနေမြင့်ကိုတို့မချိန်သေးဘူးနော်ဟုတ်ဒီကောင်၃ခုလုံးထိန်းကြက်လိုက်ထိန်းကြက်လိုက်ပြီဆိုလို့ရှိရင်ကိုတို့ဒီမှာအဲ့နဲ့ခွေးသွားနဲ့ကိုတို့ဒီမှာအရှိတို့နောက်သို့ဖြစ်ပြီအခုဆိုဘာဖြစ်နေလဲခွေးသွားအနောက်ကိုတိုက်နော်မြင်အောင်ပြမယ်နော်မြင်အောင်ပြအခုဆိုဒီမှာဘိန်းကိုကိုတို့ပုံမှန်တိုင်းသူ့ရရှင်တိုင်းလှည့်တယ်အနောက်ကိုတိုက်တယ်အနောက်ကိုတိုက်တော့ကိုကြီးအရင်ဘာလုပ်အောင်လဲခွေးတော့ရှေ့ကိုအရင်တိုးအောင်ခွေးတော့ရှေ့ကိုအရင်တိုးမယ်အဲ့တော့သုံးကလို့ရှော့ဝိုင်းဘယ်ရလို့လောက်မှမသိဘူးပြောမှာဆိုလို့အစမ်းနေမှုတွေကိုအရင်ကြက်မယ်နော်ခုနကပြောလို့ခုကိုကြီးတို့ခြေကျဲဆုံးထားမယ်ဟုတ်ပြီနော်ခွေးတော့ရှေ့နောက်ကိုလှည့်ကြည့်လိုက်တယ်အခုအနောက်ကိုတိုက်တော့ရှေ့ကိုတိုးလိုက်တယ်အခုကိုကြီးတို့ဒီမှာဘိန်းကိုအောက်ကိုကိုကြီးတို့လှည့်ကြည့်တယ်နော်အဲ့ဒါအစီခွေးသွားစင်းလို့ပြောမှာမလားအခုကိုကြီးတို့အဲ့ဒါလက်ကြည့်တဲ့အချိန်မှာဘာဖြစ်လဲဒီမှာဘိန်းအထက်လှည့်လို့မရတော့ခွေးသွားရဘာဖြစ်လဲမြင့်နေဆိုဒီကောင်ကိုကြီးတို့ပြန်နှိမ့်ဟုတ်ပြီလားတော့ပြန်နေโอเคဒီမှာကိုတို့လှည့်လို့ရပါပြီနော်ပြီးရင်ကိုတို့အဲ့တိုင်းအမြင့်ဆုံးအဲ့တိုင်းအမြင့်ဆုံးချိန်မှာကိုတော့မြင့်ဘယ်လောက်လဲ 1.2 1.5 ချိန်ရမယ်အဲ့ကိုတို့ဒီမှာ 1.2 1.5 ချိန်လိုက်ဟုတ်ပြီလားပြီးကိုတို့လှည့်ကြည့်လိုက်အခုဆိုလို့ချင်းကိုတို့လှည့်လို့ရပါပြီနော်လှည့်လို့ရပါပြီအခုဆိုစမ်းတက်လိုက်ဖို့ပဲကြံတော့တယ်ဟုတ်ပြီနော်အဲ့ကိုတို့အဲ့ရမန်မီကိုအညီထားညီထားပြီးတော့စမ်းတက်ကိုကိုတို့သွားချင်းအဲ့တော့အဲ့မမေကိုညီထားလိုက်စမ်းလေးကိုကိုကြီးတို့အဲ့ကိုတို့ဒီကောင်တို့လို့ရှိရင်ဒါအခုဒီမှာကြည့်စမ်းတွေလှည့်တယ်စမ်းတွေလှည့်တယ်နော်လှည့်လို့မရဘူးဟုတ်ထောက်နေရဆိုကိုတို့ဒီမှာစမ်းတွေကကိုကြီးတို့နောက်ကိုလှည့်လို့မရဘူးထောက်နေတော့ဘယ်အချိန်မှာထောက်လဲဆိုကိုကြီးတို့ခွေးသွားတက်လာတဲ့အချိန်မှာထောက်တာတက်လာတဲ့အချိန်မှာထောက်တယ်ဆိုကိုဒီမှန်မြင်နဲ့ဒီခွေးသွားနဲ့ကနှက်ခမ်းနဲ့ကသွားထောက်နေပြီသွားထောက်နေပြီဆိုအဲ့ခွေးသွားပြန်နှိမ့်ရမှာဟုတ်ဒီကောင်ကိုကြီးတို့ပြန်နှိမ့်လိုက်နည်းနည်းပြန်နှိမ့်ဟုတ်ပြီဒါကိုကြီးတို့ဒီမှာစမ်းတစ်ကိုပြန်လှည့်မယ်ဒီမှာလှည့်လို့ရပါပြီဟုတ်နော်ဟုတ်အဲ့တော့ဒီမှာခုနကလည်းကျန်လှည့်လို့ရပါပြီအခုကိုကြီးတို့ခွေးသွားကြီးကအပေါ်ကိုတားထွန်တက်နေရအခုမှန်မြင်နဲ့ဒီခွေးသားမြောင်းနဲ့ထောက်နေတော့မှထောက်နေဆိုကိုကြီးတို့အဲ့ခွေးသားကိုထမ်းနေပြီโอเคဒီမှာလှည့်လို့ရပါပြီဟုတ်လားဟုတ်ပြီနော်လှည့်လို့ရပါပြီလှည့်လို့ရပါပြီဆိုတော့ကိုကြီးတို့အဲ့ရဲ့မှန်မြင်ကိုအညီထားမယ်ခွေးသွားကအနောက်ကနေရှေ့ကိုသွားပြီးပြန်နှိမ့်တဲ့ချိန်အဲ့ရမှန်မြင်ကိုခွေးသွားရဲ့အညီထားမယ်အဲ့တော့အညီထားပြီးကိုကြီးတို့ဒီကောင်ကိုလောစထိန်းချက်ထားလိုက်ဟုတ်ထိန်းချက်ထားလိုက်ကိုကြီးတို့လှည့်လို့ရပါပြီမလားအဲ့တော့အဲ့ဒါအမြင့်ဆုံးချိန်ကိုကြီးတို့ပြန်ဖမ်းဟုတ်လားပြန်စစ်မယ်လေအခုအတိုင်းအစင်းခွေးသွားစင်းအတိုင်းအတက်ခွေးသွားတက်အမှန်ခွေးသွားညီပြီးညီတဲ့အချိန်မှာခွေးတို့ဒါအခုတိုင်းဆိုစမ်းတို့ကအကျမ်းမြမှန်သွားပြီခွေးသွားအရှိနောက်ကိုချိန်ရတော့မယ်ခွေးသွားအနေမြင့်ချိန်ရတော့မယ်အတိုင်းအမြင့်ဆုံးချိန်ခွေးသွားမြင့်အခုဆိုဘယ်လောက်ရှိလဲဒီမှာ1 mili လောက်ပဲရှိရတော့1 mili လောက်ဆိုနည်းနည်းလေးနှိမ့်နေတယ်အဲ့တော့သူ့ကလေးနဲ့သူခွေးတို့ကလိုက်အောင်မယ်အခုဒီမှာခွေးတို့နည်းထက်မြင့်လာပြီကျန်သူ 1.2 လောက်ဖြစ်သွားပြီဖြစ်သွားပြီဆိုတော့ခွေးတို့အဲ့ရမမေခွေးသွားရဲ့ညီသွားပြီမညီသွားရတော့လားမညီသေးဘူးဆိုဘာလို့လဲပုံမှန်တဲ့ခွေးသွားကမမြင်ရပုံမှာမြင့်နေရင်ခွေးသွားမှုလေးနှလုံးကိုနောက်ကိုစုပ်နည်းနည်းလေးဒီပုံစံနှိမ့်သွားပြီဆိုလို့ရှိရင်ရှေ့ကိုတိုးဒါဆိုလို့ရှိရင်မှန်သွားပြီဟုတ်လားလူတို့ဖို့ရှော့နေပါလို့ရုံပဲအထည်အထူရဖို့မူတည်ပြီးတော့ခွေးသွားနှိမ့်မြင့်လို့လို့ရှိရင်ဟုတ်လားအခုကဖြစ်တဲ့ပြဿနာခွေးသွားလဲနှိမ့်မြင့်လဲရှော့ထားတယ်အရှင်းနောက်လဲရှော့ထားတယ်စမ်းတယ်လဲရှော့ထားတယ်ဘယ်အကျက်လို့ဘယ်လိုလောက်မှမသိဘူးအဲ့တော့ခွေးသွားကြီးကိုပုံမှန်အမြင့်ဖမ်းထားတယ်ဒီမှာစမ်းတွေမှာလှည့်တဲ့အချိန်မှာလဲထောက်သွားတယ်အမြင့်ဖမ်းထားတဲ့အချိန်မှာကိုကြီးတို့စမ်းတဲ့မူလေးလုံးရှော့ထားတာဘူးနော်ဒါတွေကိုကြီးတို့လဲဒီလိုမျိုးသုံးခုလုံးရှော့ထားတယ်ဆိုလို့ရှိရင်အခုတိုင်းလေးလဲရမယ်စမ်းတဲ့မူလေးကိုကိုကြီးတို့ကတစ်လုံးအရင်ကြက်လိုက်ကြက်ပြီးတော့
ဒီအရှိနောက်မမီမြောင်းနဲ့ခွေးသွားမြောင်းနဲ့ခွေးတို့ခြေကျဲဆုံးထားတဲ့အချိန်မှာလွတ်အောင်ရင်ချိန်လိုက်လွတ်အောင်ရင်ချိန်ပြီးတော့စနစ်ကိုခွေးတို့ဒီမှာလှည့်ကြည့်လိုက်ထောက်နေတယ်ဆိုလို့ရှိရင်ဘယ်ချိန်မှာထောက်လဲကိုကြည့်ရမယ်နော်ဘယ်ချိန်မှာထောက်လဲဆိုတာခွေးတို့ခွေးသွားတက်လာတဲ့အချိန်မှာထောက်တယ်ဆိုလို့ရှိရင်ဒါခွေးတို့ခွေးသွားအရင်မြင့်နေလို့အရင်မြင့်နေတော့မမီနှခမ်းနဲ့ခွေးသွားနှခမ်းနဲ့ခွေးတို့ထောက်ပြီးတော့သူအပေါ်ထပ်မတက်နိုင်တော့အဲ့လိုမျိုးဖြစ်တာနော်အခုဒီတိုင်းဆိုခွေးတို့ဒီဟာရောအနှိမ့်မြင့်ရောအရှင်းနောက်ရောစနစ်ရောသုံးခုလုံးချိန်လို့ရှိရင်ခွေးတို့ဒါချိန်တတ်မှာနော်ဒါအဲ့ဆိုလိုက်ရတာမခတ်တော့ဘူးခဏကဆိုခွေးတို့ဟိုဒီကပဲစနစ်ကပဲကြက်တယ်လို့စိတ်ပိုင်းတစ်ခုကပဲကြက်တယ်လို့ဟုတ်လားအဲ့တော့အရှင်းနောက်တိုက်နေရင်လည်းစက်ကကြက်မှာပဲအနှိမ့်မြင့်ထောက်နေရင်လည်းကြက်မှာပဲအဲ့တော့စန်တွကခွေးတို့ဟိုဘက်မှာဟိုဘက်ဒီဘက်ခွေးတို့တားညာဘက်ပဲပြည့်ဘက်ပဲပြည့်ကတ်ပြီးတော့ကြက်မိတယ်ဆိုလို့ရှိရင်လည်းကြက်မှာပဲဟုတ်ပြီဟုတ်ပြီနော်ဒါဆိုခွေးတို့အကြီးအကျယ်ဆုံးချိန်မှာလည်းလွတ်တယ်အဲ့တော့အတိုင်းအစင်ခွေးသွားအစင်အတိုင်းတက်ခွေးသွားတက်အဲ့မမခွေးသွားတဲ့သုံးခုလုံးညှိနေပြီနော်အဲ့တော့ဒီဟာသူ okay ပါပြီ